ကံကြမ္မာနဲ့ပတ်သက်ပြီးတော့လည်းပဲမျက်စိလဲသွားတဲ့အရာတွေရှိနိုင်မရှိနိုင်ဘူးတော့မဟုတ်မျက်စိလဲသွားတာဘာလို့ဆိုလူတယောက်ကမဟုတ်တာလုပ်ပြီးကြီးပွားနေတဲ့လူရှိတယ်လေမကောင်းတာတွေလုပ်ပြီးဒီဘဝမှာကောင်းကျိုးချမ်းသာတွေရတယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကတော့ဆင်းရဲနေတယ်ဒီလိုဟာမျိုးနဲ့တွေ့ရတယ်ဘာကြောင့်အဲ့လိုဖြစ်တာကံရဲ့သဘာဝဟာအခုလို့အခုအကျိုးပေါ်တဲ့အရာမဟုတ်ဘူးပြပြစိုက်တာနဲ့လားတရတူတယ်ဒီကနေ့တည့်ရစီလေးကိုစိုက်လက်ဖြင့်ကသိအဲ့ဒီပင်ကတည့်ရသီးကိုစားအောင်မဟုတ်သေးဘူးချက်ချင်းသိနိုင်တာမဟုတ်ဗမာစကားမှာရှိတယ်ခုရေတွင်တူခုရေချင်းတောက်ချင်လို့မရဘူးဆိုတာနော်အခုရေတွင်တူအခုရေချီတောက်တာမရှိဘူးအချိန်တစ်ခုတော့ရှိရတယ်အချိန်တစ်ခုရှိတဲ့အချိန်မှာမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာရနေတာဟာအခုလုပ်ရကြောင်မဟုတ်သေးဘူးဆိုတာကိုသဘောပေါက်ဖို့လိုတယ်ပေါ့လက်ရှိကမကောင်းတဲ့အလုပ်ကိုလုပ်နေတယ်ဒါပေမဲ့သူကကောင်းစားနေတယ်အဲ့ဒီကောင်းစားနေတာဟာအခုမကောင်းတာလုပ်ချင်းကြောင့်ရတဲ့ကောင်းစားမှုမဟုတ်ဘူးတစ်ချိန်တုန်းကကောင်းစားတဲ့ကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တာရဲ့အကျိုးကိုရရှိနေခြင်းပဲဖြစ်တယ်ဒီလိုတွေ့ဒီလိုမြင်ရမှာကံကြမ္မာရဲ့နိယမကပြောင်းလဲလို့ရတဲ့အရာမဟုတ်ဘူးသူကမ္မနိယမသဘောတရားတော့ကမ္မနိယမဆိုဖြစ်စဉ်ကြီးတစ်ခုဖြစ်မြဲနိယမဥပမာဗီဇနိယမဆိုဗီဇနိယမဆိုတာလေသူမျိုးစိအလိုက်တိနံနေအချို့မျိုးကသူစုပ်သမျှရေတွေသူစိုက်ပျိုးထားတဲ့နေရာရဲ့မြေစီရေစီတွေကိုစုပ်ယူသမျှအချို့ပဲဖြစ်တယ်အခါမျိုးစိကစုပ်ယူလို့ရှိရင်အလုံးဟာဒီမြေဒီရေပဲဖြစ်တော့လည်းပဲအခါဖြစ်သွားတယ်ဗီဇနိယမရဲ့သတ္တတိလို့ပြောတာလူတွေတောင်မှပဲကြည့်နော်လူတွေတောင်မှကြည့်ဂျင်းဆိုတာရှိတယ်ပေါ့အဲ့ဒီမျိုးရိုးဗီဇဆိုတဲ့ဟာရှိတယ်အဲ့ဒီမျိုးရိုးဗီဇအတိုင်းပဲဖြစ်ကြတယ်မျိုးဗီဇနဲ့ဆက်သွယ်မှုရှိကြအဲ့ဒီတိုင်းပဲသူကကံကြမ္မာဆိုတာကံတရားဆိုတာအခုလို့အခုကြိုးပေးသေးတာမဟုတ်သေးဘူးကောင်းတာလုပ်လို့မကောင်းတာလုပ်လို့အခုလို့အခုကြိုးပေးတယ်ဆိုတာအလုံးကိုစွမ်းတတ္တိထက်တဲ့ကံမျိုးကြမ္မာသာအကျိုးပေးတာတမန်ကံအဖြစ်ကတော့ကမ္မပစ္စယောဆိုတဲ့ပဲနာနေခဏိကကမ္မဆိုကုသလာကုသလံကမ္မံဝိပကနံခန္ဓနာကမ္မပစ္စေနပစ္စယောလို့ပဋ္ဌာန်းမှာဆိုထားတဲ့ကမ္မပစ္စယနာနေခဏိကကမ္မမှာကြည့်မယ်ဆိုနာနာခဏဆိုတာ different moment လို့ပြောတာနော်နာနာဆိုတာလှုပ်တဲ့အချိန်နဲ့အကျိုးပေးတဲ့အချိန်နဲ့ကွဲပြားတယ်လို့ပြောတာနာနာခဏခဏဆိုတာခိုက်တန့်ကိုပြောမကောင်းတဲ့လှုပ်ကိုလှုပ်နေတဲ့အခိုက်တန့်ရဲ့အဲ့ဒီမကောင်းတဲ့လှုပ်ရဲ့အကျိုးပေါ်တဲ့အချိန်ရဲ့ဒီတစ်ခုဟာအချိန်တူမဟုတ်ဘူးကွဲပြားခြားနားမှုရှိတယ်အဲ့ဒါမပြောနဲ့အစာစားတာတော့ဘိုင်းနာမဲ့အစာစားအခုစားအခုဘိုင်းနာတာမှမဟုတ်တာအစာအိမ်ထဲရောက်သွားပြီအတိုင်းတာတစ်ခုရောက်ပြီဆိုတော့မှဘိုင်းနာတာဖြစ်တယ်လေကံမပြောနဲ့တမန်အာဟာရတောင်မှပဲအကျိုးသက်ရောက်တဲ့အချိန်ဆိုတာကွဲပြားခြားနားမှုရှိတယ်ချိန်တစ်ခုကိုစောင့်ဆိုင်ရတယ်အခုလို့ခုရတာမဟုတ်ခုလို့ခုဖြစ်တာတော့ဘာလို့ဆိုငရုတ်သီးစားတာတို့ချင်းစားတာတော့ရခုစားခုဆက်မှာပဲဒါတော့သိချာကံကြတော့အဲ့ဒါမျိုးပေါ့ငရုတ်သီးခုွာခုဆက်မှာပဲနော်အဲ့ဒါလို့ကံကြမ္မာကြတော့ခုလို့ခုရတာမဟုတ်ဘူးနာနာခဏိကနာနာခဏ different moment မှာမတူညီတဲ့အခိုက်အတန့်တွေမှာအကြောင်းတရားကအခိုက်အတန့်တစ်ခုဖြစ်ပေါ်လာတဲ့အကျိုးတရားကအခိုက်အတန့်တစ်ခု
စားတဲ့အချိန်ကတစ်ချိန်ဘိုင်းနာတဲ့အချိန်ကတစ်ချိန်မတူတဲ့အချိန်တွေရှိတယ်